ကဲအားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ကျွန်တော်ပြန်လာပါပြီကျွန်တော်စာရီများတာရောကျွန်တော်လှုပ်ရှုပ်တာတွေရောကြောင့်ဗီဒီယိုမတင်နိုင်ခဲ့တာပါဒီနေ့မှာတော့လန်စီလောကန်ဆောင်မှာဖြစ်ပါတယ်အခုကျွန်တော်ရဲ့အခုစီစဉ်အားဆိုရင်တော့ objective matter ဖြစ်ပြီးတော့ကျွန်တော်တို့က utility hero တို့များလို့ကန်ဖြစ်ပါတယ်မဲ့လန်စီ assassin လေးရတယ်ဘလဘလမရှင်းပြတော့ပါဘူးရှင်းပြရင်ပြင်တော့ပါလိမ့်မယ်ဘလူးတော့တင်တာကိုတော့ရပ်ပါတော့မယ်ဗျပတ်အမှန်ကွန်တက်တွေကိုတော့အကောင်းဆုံးတင်ပေးသွားပါမယ်ဗျဒီဗီဒီယိုမတင်ဖြစ်ခဲ့တဲ့တလားကြော်တွင်မှာကျွန်တော်ကင်မရာအော့ဂရိုင်းနဲ့ rank up ပေါ့နော်ပြောမယ်ဆိုဒီမှာလို့ပြောမယ်ဆို rank up ပတ်တင်ဖြစ်တဲ့ star ကအခုချိန်မှာ20ကိုရောက်သွားပြီ honor ကိုရောက်ဖို့နေဆက်နေပြီroad to glory series ကတော့ဆက်ဖို့ဖြစ်နိုင်လောက်ဘူးရနည်းနည်းဝေးတယ်ခုနပြောတဲ့အတိုင်းပဲလန်စီလောက်ခိုင်းမှာပေါ့ခုနပြောချင်တာတူတုံပြောမယ်ဆိုလန်စီလောက်အခုမိုင်နာဝင်နေ YouTube မို့ပေါ့အဲဒါကြောင့်မို့ခိုင်းတာပွဲဆိုမဆိုတော့ကိုဘက်ကချောင်းပရိုလေးတို့ပါလာတယ်ဟိုဘက်ကဆန်ပရိုလေးပါတယ်နှကောင်ပွဲကတော့ကြည့်ကောင်းပါတော့မယ်လန်စီလောကအမြဲတမ်း rapper ကစားမယ်ဆိုရင်အမြဲတမ်း scale 2ကိုယူတယ် rapper ကစားမယ်ဆိုရင်အမြဲတမ်း scale 1ကိုယူရတယ်အဲ့လိုမျိုးကိုကအခုကျွန်တော်ပြထားတဲ့အတိုင်းပဲဘက်ကိုစားမယ်ဆိုရင်ကိုက retrieve ပေးပြီးစားတာအကောင်းဆုံးတော့ကိုကအဲ walking cafe ကိုမရရင်တော့မှ retrieve no farming speed က enemy ထပ်ပိုမြန်ဖို့ခွင့်ရများတယ်ကျွန်တော် rotation ကဒီကောင်လေးပြင်ဒီနာဘာခေါ်လဲတော့မသိကျွန်တော်လည်းအဲ့ဒါတွေမသိလို့ကျွန်တော်လည်းမခေါ်တော့ခုချိန်မှာဆိုတော့လေလမ်းမှာပို့တိုက်မှုလေးနည်းနည်းဖြစ်ပွားနေတဲ့ enemy ကကိုတွေကိုလာပြီးတော့ချင်းချောင်နေတယ်ဒါပေမဲ့ကိုကအမြဲအခုကတော့ကိုတော့ကအမြဲတမ်း save လေးကကောင်းတယ်တတ်တဲ့ဘောနေပြီတတ်တဲ့တော့ပြင်ဆင်ရမယ် objective ပေါ့နော် objective is the most important Round 1 Fight ကိုတတဲ့များလိုက်ပါဦးဒါနဲ့ကိုကလည်းအလူကကိုတင်းသွားပါတယ်အလူကအုပ်လေးကျုပ်မယ်ဆိုပြီးတော့ခြံလိုက်တယ်ကိုလိုချိန်မှာဆိုရင်တိုက်ဂရီကအကုန်လုံးစုပြလိုက်တာသေခါနီးနေပြီဒါပေမဲ့ကိုကလည်းခီးသူမှမဟုတ်တာမရကြတဲ့ကောင်ကြီးမှပြီးတော့ခေါ်သွားလိုက်တယ်မမဟာနာဖီကသွေးနဲ့ကြလီယာနေရာမှာ record ပြန်နေရသူတော့စမုံသုံးပြလိုက်တယ် Round 2 Fight ဒီတစ်ခါမှာတော့တတဲ့ကို master ကြပဲရယူပြန်လိုက်ပါတယ်။ဘာကိုပြေးလို့ရမယ်မှန်နေတာပြေးလို့ရမယ်မှန်နေလားပြေးလို့ရမယ်မှတ်ပြီးပြေးတာစမုံထပ်သုံးပြလိုက်တယ်။ဒါပေမဲ့ကွာ Franco မယူဘဲနဲ့နောက်ကမေးကိုယူတော့ဆိုတော့မေးကတန်းရလွယ်တဲ့မေးကပို့ပြီးတော့တန်မှုရှိတယ်။ဒီမှာတန်းနဲ့မေးနဲ့ဘယ်ဟာယူရင်ပိုတန်မှုရှိမလို့မေးကတန်မှုရှိပါတယ်။ဒီမှာ unstoppable တရုတ်ညမကလေလမ်းမှာလာပြီးပြန်နေတာမချင်ပါဘူး။ဒါနဲ့ကိုင်းမီလိုကာစီးသီးလူတွေနဲ့ဝင်ပေးလိုက်တယ်မှတ်တော့အောင်လို့ရှင်ဒီတတာတွေမှာကြတော့ဘယ်ကောင်းမှတော့ပေါ်မလာတော့ဘူးလူကက်ဆိုမြေပုံပေါ်နေပြောင်းနေတယ်။ဒါပေမဲ့သူရဲ့တိုက်ကိုရှုံးပြီးမှပေါက်ပါဘူး။ဆိုရင်တော့ပြင်းထန်မှုလေးနည်းနည်းပိုးတိုက်မှုလေးဖြစ်သွားတယ်နော်ချင်းနေမှန်ပြေးလာပြေးပါကြောက်ပါနဲ့ကိုပြေးလို့လေကိုကကောင်းတာပါ enemy ကမကောင်းပါဘူးဒါပေမဲ့ကျွန်တော်ကတော့ pro ပေါ့နော်ကျွန်တော် live လုပ်ပါနဲ့နောက်ကောင်စမုံသုံးလိုက်ပြီအမှ3ကောင်ရပါတယ်အဲ့ချိန်မှာလူကုတ်ကိုယူလိုက်မယ်ဆိုရင်ဟိုကောင်မမီဘူးဟိုတရုတ်ညမဝေးလိုက်မယ်ဆိုရင်လူကုတ်ကိုမမီပါဘူးမြင်းရရမယ်ကြီးပျောက်ကွယ်သွားပါတယ်တကယ်ကြီးအလီကလေးဆင်းနေတယ်ဒီဘက်ကလည်းဆင်းနေတယ်လိုက်ပုံးစကိန်းနဲ့တိုက်ဂရီရဲ့ဝင်ချလာပြီးတော့ကျွန်တော်တက်လို့ရမှာမှတ်တာဘယ်ရမလို့ကျွန်တော်ကပြန်ကျွေးလိုက်တယ်လိုင်းလက်သွားလာပါလားတော့မသိဘူးအမှရက်နေတယ်အမှပဲချောင်းပလူလေးဝင်လာတယ်သိပါပြီအဲ့ဒါရှင်တရုတ်ညမကိုစပိန်ဝင်တောင်းမိတာပေးသွားတယ်တကယ်ကြီးလေအဲ့ကျွန်တော်လည်းပေးရမှာတော့မရအောင်လုပ်မယ်ဆိုပြီးပြန်ဝင်ပေးလိုက်တယ်မရပါဘူးကောင်းမပြေးတော့တယ်ကွာတရုတ်ညမကန်ကောင်းသွားပြီမဟုတ်ညှက်ကြော်စားရတော့မှာခုချိန်မှာဆိုရင်လန်စီလောရဲ့အကောင်းဆုံးပလေယာတကဘာလုံးမှာအကောင်းဆုံးဟိုက်ပါပလေယာကြီးဖြစ်တဲ့ဘူးနဲ့စကီးပြပါတော့မယ်ကျေတော့မိကိုဖြတ်တယ်ပလိုင်းရအရန်ကိုရေးကြည့်တယ်မဲကျွန်တော်တို့ရဲ့တိုက်ကလေးလေးရောက်လာတယ်ရှင်ထူပါဦးတကောင်ရယူတော့စားပေးရမယ်ခဏဘယ်ရမလို့
ကိုပဲရှော့တော့မယ်နေတာရောက်သွားတယ်ရှင်တရှူရှင်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 ချပ်ကြီးပါရှင်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 ဒီနေ့ဖြစ်ပါတယ်တရုတ်ညီမကိုစိုးစိုးဆောင်ပြီးတော့နောက်မှတက်လိုက်မယ်ဆိုရင်စားပြီးရမှသိကြတယ်တရုတ်ညီမကလည်းကဲဒီဗီဒီယိုလေးကိုအားလုံးနှစ်သက်ကြမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဒါကတော့ကျွန်တော်တနင်္လာနေ့လောက် effort လေးထည့်ပြီးတော့လုပ်ပေးထားတဲ့ဗီဒီယိုပါတလားကျွန်တော်ဖြောက်သွားတဲ့တက်လည်းအရန်ကိုစိတ်မကောင်းဖြစ်မိပါတယ်နောက်ဗီဒီယိုတွေတင်ပြအောင်လုပ်ပေးပါမယ်ကျွန်တော်ပြောရမယ်ဆိုရင်ခုရက်ပိုင်းဆောင်းမွေးရှိတယ်ဗျနောက်လည်းဗီဒီယိုနည်းနည်းနောက်ကျမှတင်မယ်နော်အားလုံးပဲ adios